ဒီတစ်ခုကတော့ဘဝမှာပြောင်းလဲလို့မရတဲ့အခေခံမှန်တရားပဲ ကျွန်တော်ဘဝမှာရခဲ့သမျှကြံရမ်းနေတယ်မှာအကောင်းဆုံးတစ်ခုတေချာနာထောင် လူတစ်ယောက်ခါသူအချိန်ပြည့်သွေးနေတဲ့အရာပဲဖြစ်လာလိမ့်မယ်ရှင်းရှင်းလေးပဲကိုခေါင်းထဲမှာနေရောညပါစိုးမိုးထားတဲ့အသွေးကပဲကိုယ့်ရဲ့လက်သွေးဘဝအဖြစ်ပုံပေါ်လာမှာ ဒီလိုအတွေးတွေကလှုပ်ဆောင်ချက်တွေကိုမွေးဖွားတယ်လှုပ်ဆောင်ချက်တွေကအလေးအကျင့်ထင်လာတယ်အလေးအကျင့်တွေကနေထိုင်မှုပုံစံကိုပုံဖော်တယ်နောက်ဆုံးမှအဲ့ဒီနေထိုင်မှုပုံစံကပဲကိုယ်ကံကြမ္မာကိုထုစစ်သွားတာဒါကရှောင်လွှဲလို့မရတဲ့ကွင်းဆက်ပဲ ဒါဆိုရင်အရာအလုံးရဲ့အစအရင်မိက ကိုယ့်ရဲ့စိတ်အဲ့ဒီတငယ်ရတယ်မှာပဲအဲ့ဒါစိတ်မှနဲ့စိတ်ညစ်ပြန်မယ် အဲ့ဒီစိတ်ကိုသာတကင်တယောက်လိုထိန်းချုပ်နိုင်မယ်စိတ်ခိုင်းနိုင်မယ်ဆိုရင်ကိုယ်ကံကြမ္မာကိုကိုယ်တိုင်ပဲဖန်တီးနိုင်လိမ့်မယ် ကဲကိုစိတ်ကိုယ်တိုင်ထိန်းချုပ်နေပြီဆိုရင်ဒီလောကမှာမထိန်းချုပ်နိုင်တော့တဲ့အရာဆိုတာတကယ်ရှိသေးလို့လား